အားလုံးပဲမင်္ဂလာပါချေချူဘလော့နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးကိုတော့မေးခွန်းလေးတွေနဲ့စလိုက်ချင်ပါတယ်ကျွန်တော်တို့ရှင်းတဲ့နေထိုင်တဲ့ဒီကဘာကြီးမှာအချိန်ဆိုတာတကယ်ရှိပါသလားဒါမှမဟုတ်လူသားတွေကသတ်မှတ်ထားတဲ့ illusion ဖြုံမတန်တရားဖြစ်စေမှုတစ်ခုလားကျွန်တော်လူသားတယောက်ချင်းစီကရောအချိန်ကိုညီတူမျှတွေရရှိနေတာသိကြရဲ့လားစတဲ့ဒီမေးခွန်းတွေရဲ့အဖြေကိုဒီဗီဒီယိုလေးရဲ့အဆုံးမှာရှာဖွေတွေ့ရှိသွားနိုင်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးမစခင် GG Bro တဲ့ channel လေးကို like share subscribe လုပ်ပြီးအားပေးဖို့လည်းပြောချင်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးစလိုက်အောင်ခင်ဗျ1982ခုနှစ်တုန်းကပြင်သစ်သိပ္ပံပညာရှင်တယောက်ဖြစ်တဲ့ Michel Sifry ကလိုအပ်တဲ့အစားအသောက်တွေပဲယူသွားပြီးတော့ Texas ပြည်နယ်မှာရှိတဲ့ပေပေါင်း440နှက်တဲ့ကူတစ်ခုအတွင်းမှာရက်ပေါင်း180တယောက်ထိနေထိုင်ပြီးတော့စမ်းသပ်မှုတစ်ခုလုပ်ဆောင်ခဲ့ပါတယ်။နေအောင်မရှိအချိန်မရှိလောကကြီးနဲ့လည်းအဆက်အသွယ်မရှိပဲနေထိုင်ခဲ့တာပါ။အချိန်ကိုသိနိုင်မဲ့အရာတွေမှန်သမျှကိုထားခဲ့ပြီးတော့စာဝတ်အချို့ပဲယူသွားခဲ့ပါတယ်။တယောက်တည်းအေးစီးနေရတာဘာမှမခက်ပါဘူးကွာဆိုပြီးတော့တွေးကောင်းတွေးနိုင်ပါတယ်တကယ်တော့ကျွန်တော်တို့လူသားတွေကအသင်းအဖွဲ့နဲ့ဆက်သွယ်ပြောဆိုမှုတွေနဲ့ပဲရှင်းသန်နေထိုင်တတ်ကြတဲ့သဘာဝရှိတဲ့သက်ရှိတွေဖြစ်ပါတယ်တကယ်လို့တယောက်တည်းသာနေတတ်ကြရင်လူအဖွဲ့အစည်းဟာမျိုးတုံးသွားကြတာကြားခဲ့ပါပြီအချင်းချင်းအပြန်အလှန်ဆက်သွယ်ပြောဆိုမှုတွေရှိခဲ့လို့သာအသိပညာတွေလက်ဆင့်ကမ်းရင်ဖွံ့ဖြိုးတိုးတက်လာခဲ့ကြတာပါအခုခေတ်ဆိုလို့ရှိရင်သတင်းအချက်အလက်နဲ့ဆက်သွယ်ပို့ဆောင်ရေးကအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာနေပါပြီလူသားတွေမီးကိုစတင်တွေ့ရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာမီးကိုဘယ်ရရလဲမီးရအောင်ဘယ်လိုလုပ်ရလဲဆိုတဲ့သတင်းအချက်အလက်နဲ့အကြောင်းအရာတွေကိုလက်ဆင့်ကမ်းဆက်သွယ်ခဲ့ကြလို့သာယနေ့ခေတ်တည်ဖွံ့ဖြိုးတိုးတက်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင် Michel Sifry ကလူအဖွဲ့အစည်းနဲ့အဆက်အသွယ်မရှိနေမရှိအချိန်မရှိပဲတယောက်တည်းနေထိုင်ခြင်းကလူသားတယောက်ကိုဘာတွေဖြစ်စေနိုင်လဲဆိုတာကိုသိကျင်စိတ်နဲ့ဒီစမ်းသပ်မှုကိုစတင်ခဲ့တာပဲဖြစ်ပါတယ်။သူကအချိန်နဲ့ယုံကြည်မှုကစိတ်ရဲ့တကားပေါက်တွေကိုဖွင့်နိုင်မယ်လို့ယုံကြည်နေသူပါ။ဒါပေမဲ့သူလုပ်ခဲ့တဲ့ဒီစမ်းသပ်မှုကသူ့ကိုတုံ့လောက်ချောက်ချသွားစေခဲ့ပါတယ်။လူသားတယောက်ရဲ့ထူးဆန်းတဲ့စိတ်နဲ့အုံနောက်ရဲ့လျှို့ဝှက်နေတဲ့အပိုင်းတွေကိုသူရှာဖွေတွေ့ရှိခဲ့ပြီးတော့ပတ်ဝန်းကျင်ရဲ့တက်ရောက်မှုဘာမှမရှိတော့တဲ့အခါမှာလူတယောက်ရဲ့စိတ်ဟာကိုယ်ပိုင်အချိန်တွေကိုပါဖန်တီးပစ်ပါတော့တယ်။နာရီလည်းမရှိနေလည်းမရှိအချိန်ကိုသိနိုင်မဲ့ဘာပစ္စည်းမှမရှိတဲ့အတွက်အုံနောက်နဲ့စိတ်ကဖန်တီးထားတဲ့အချိန်နဲ့တကယ်လက်ရှိအချိန်ဟာလုံးဝကွဲပြားခြားနားနေခဲ့ပါတယ်။သူရဲ့စမ်းသပ်မှုကနေရရှိခြင်းတဲ့အဖြေတွေကတော့တကိုယ်တဲ့အချိန်ကြာမြင့်စွာနေထိုင်ခြင်းကလူသားအုံနောက်ပေါ်ဘလို့တက်ရောက်လဲနဲ့ပုံမှန်လူနေမှုဘဝကနေခွဲထွက်သွားရင်ဘာတွေဖြစ်လာနိုင်လဲဆိုတာပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုသူပြန်ထွက်လာတဲ့နောက်ပိုင်းမှာပြန်ပြောပြခဲ့ပါတယ်အစပိုင်းမှာသူပုံမှန်လုပ်နေကြအလုပ်တွေဖြစ်တဲ့ daily routine တွေကိုလုပ်နေခဲ့ပါတယ်ပါလာတဲ့မီးနဲ့စာဖတ်တယ်ပုံမှန်စားတယ်အိတ်တယ်လေ့ကျင့်ခန်းတွေလုပ်တယ်ဒါပေမဲ့အချိန်တွေနာရီတွေမရှိတာကြောင့်သူ့ရဲ့အချိန်ပေါ်တည်ထားတဲ့အသည့်တွေကပြောင်းလဲလာခဲ့ပါတယ်သူမသိသေးတာကသူ့ရဲ့ဖြစ်ပျက်နေမှုတွေပြောင်းလဲလာမှုတွေကိုအပြင်ကနေသူ့အဖွဲ့ကစောင့်ကြည့်နေခဲ့တာပါသူ့ရဲ့အချိန်ပေါ်ရေတွက်ပုံတွေကနာရီကနေမိနစ်တွေဖြစ်လာတယ်တရက်နဲ့တရက်နဲ့ရောထွေးကုန်ပါတယ်အချိန်အတိအကျမသိရတော့ပဲသူ့အုံနောက်နဲ့စိတ်ကပုံဖော်ထားတဲ့အချိန်နဲ့ပဲနေထိုင်လာပါတယ်သူဟာ12နာရီအိပ်ပြီးတော့36နာရီနိုးနေခဲ့ပါတယ်နောက်ပိုင်းတဖြည်းဖြည်းကြာလာတော့သူ့ရဲ့အတွေးတွေထဲမှာအတန်တွေနဲ့အယုတ်တွေကိုစပြီးမြင်လာကြားလာခဲ့ရပါတယ်သူ့စိတ်ထဲမှာလည်းဒီကူထဲမှာသူ့အပြင်တခြားလူတွေရှိနေသေးတယ်လို့ထင်လာပါတယ်သူရဲ့စိတ်အခြေအနေဟာပုံမှန်မဟုတ်တော့ပဲအမောင်တို့ဟာပိုပြီးတော့လက်လာသလိုတိတ်ဆိတ်မှုတွေကလည်းပိုပြင်းထန်လာခဲ့ပါတယ်။လလအကြာမှာတော့သူကတရက်ကို48နာရီရှိတယ်လို့သတ်မှတ်လိုက်ပြီးတော့သူ့ body ရဲ့ဇီဝနာရီဟာလည်းတဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါတယ်။အဲဒီမှာသိပ္ပံပညာရှင်တွေအံ့ဩကုန်ကြပါတယ်။လူသားတွေဟာအလင်းနဲ့အချိန်မရှိရင်တရက်ကို24နာရီစီးချက်ကလည်းတကယ်ရှိမနေဘူးဆိုတာကိုတွေးရှိခဲ့ရပါတယ်။သူ့ကိုဆက်လက်စောင့်ကြည့်နေခဲ့ပြီးနောက်ပိုင်းသူ့ရဲ့အခြေအနေကတဖြည်းဖြည်းပိုဆိုးလာပါတယ်။ထင်အောင်ထင်မှားတွေပြင်းပြင်းထန်ထန်ဖြစ်လာတယ်။စိတ်ဓာတ်တွေကျလာတယ်။စိတ်ခံစားမှုအယမ်းလွယ်လာပြီးတော့စကားပြောဖို့အတွက်စကားလုံးတွေတော့မှအပေါက်လည်းမတည့်တော့ပါဘူး။နောက်ဆုံးသူ့ရဲ့အခြေအနေကြောင့်ပဲဂူထဲကနေပြန်ထုတ်ခဲ့ကြပြီးတော့သူကဂူထဲမှာရက်ပေါင်း180နေထိုင်ခဲ့ပေမဲ့သူ့ရဲ့ကိုယ်ပိုင်အချိန်ကတော့151ရက်ပဲရှိပါသေးတယ်။သူလုံးဝအံ့ဩသွားခဲ့တာကတယောက်တည်းသာနေမယ်ဆိုရင်အချိန်တွေကိုလူရဲ့စိတ်ကဖန်တီးသွားနိုင်တယ်ဆိုတာကိုတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အာကာသရှင်မှုတွေအတွက်လေ့လာစရာတွေလည်းရရှိနိုင်ခဲ့ပါတယ်။ Michel Sifry ကတော့အတော်လေးစိတ်တန်ရာရရှိသွားခဲ့ပြီးတော့သူ့ရဲ့စိတ်ကျန်းမာရေးအတွက် recovery ပြန်ဖြစ်ဖို့အတွက်အချိန်ယူလိုက်ရပါတယ်။သူပြောပုံအရဆိုရင်အမောင်ဒုကြီးကသူ့တစ်သက်လုံးဖြစ်သွားတော့မယ်ဆိုပြီးတော့တွေးနေခဲ့တာပါ။ပြန်ကောင်းလာတော့လည်းနောက်ထပ်စမ်းသပ်မှုတွေဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။
မိကုန်းတွေကတော့ကြံရှိနေသေးပဲဖြစ်ပါတယ်အချိန်ဆိုတာအပြစ်မှတကယ်ရှိနေတာလားကျွန်တော်တို့စိတ်နဲ့အုံနောက်ကဖန်တီးထားတဲ့ illusion တစ်ခုလားဆိုတာပါပဲအားလုံးပဲသိရဆိုလို့ရှိရင်တော့ဖြည့်ပေးသွားဖို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲဒီနေ့ဒီဗီဒီယိုလေးကနေအတွေးအမြင်တချို့ကိုရရှိသွားနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် See you in the next videos